KKBU ကျွတ် channel ကိုနားဆင်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေဘူဒရာရဝေယစာအုပ်တွေကိုရွေးချယ်ပြီးတော့တင်ဆက်ပေးနေရပြီဖြစ်ပါတယ်။ဒီနေ့မှလေးစာရေးဆရာကြီးဖေမြင့်ရေးသားထားတဲ့ပြောတဲ့ဆိုတဲ့ပေါင်းသိတတ်တဲ့သူဆိုတဲ့စာအုပ်လေးကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်။ပထမဆုံးအနေနဲ့စာအုပ်တော်မှာအရေးကြီးဆုံးဖြစ်တဲ့စာရေးသူရဲ့အမှားစကားကိုဖတ်ပြပေးချင်ပါတယ်။လူမှန်သမျှအသက်မွေးဝမ်းကြောင်းအတတ်ပညာတစ်ခုစီတက်ဖို့လိုအပ်မည်ဖြစ်တဲ့အတတ်ပညာတစ်ခုရှိမှလောကအလဲတင်နှောင်းတင်နေရည်တည်နိုင်နေသက်ဆိုင်ရာအတတ်ပညာမှာကျွမ်းကျင်လေပိုလို့တင်နေအောင်မြင်လေဒါပေမဲ့ကမ္ဘာမှာမြို့ပြပြည်ရွာတွေမှာတစ်နေ့တခြားလူဦးရေတိုးပွားပြီးလူနေထူထပ်စက်သီးလာနေအမျှလူနဲ့လူချင်းဆက်ဆက်ပေါင်းသင်းကိစ္စဆိုတာအရေးပါလာတယ်ပညာတည်းရဲ့တထားရုံနဲ့မပြီးကိုယ့်ပညာရဲ့စွမ်းအားကိုလူအများကြားအထက်အောင်ဆုံးပုံစံနဲ့ဖြန့်ချီပြသနိုင်မှသာဒီပညာကအကျိုးကျေးဇူးအပြည့်အဝခံစား